မျိုးသားတယောက်ဟာနေတိုင်းပင်လယ်ကမ်းခြေကိုသွားပြီးစီးသွားလေးရှိပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့သူ့ရဲ့စီးဟာငါးလေးတစ်ကောင်ပေါ်ကိုမတော်တဆဆင်သွားခဲ့ပါတယ်။အဲ့ဒီငါးလေးဟာပင်လယ်ဘုရင်ရဲ့တမီးတော်ဖြစ်နေမှန်းသူလုံးဝမသိခဲ့ပါဘူး။ရေသူမမင်းသမီးလေးဟာဒေါသတကြီးနဲ့သူမရဲ့ခမဲတော်ထံတွားရောက်တိုင်တန်းဖို့ငိုယိုပြီးအိမ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ဘုရင်ဟာအဲ့ဒီအချိန်မှာအရေးကြီးတဲ့ကိစ္စတွေနဲ့အလုပ်ရှုပ်နေတာကြောင့်တမီးတော်ဘက်ကနေရက်တီပေးဖို့အချိန်မအားလက်ခဲ့ပါဘူး။အခြားရွေးချယ်စရာမရှိတော့တဲ့အတွက်မင်းသမီးလေးဟာသူမဘာသာသူမကဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာငါးမီးကိုလူသားခြေထောက်တွေအဖြစ်ပြောင်းလဲလိုက်ပါတယ်။ခြေထောက်ရှိတာဟာသူမအတွက်အတွေ့အကြုံတစ်ဖြစ်တာကြောင့်လမ်းလျှောက်ဖို့တော်တော်လေးရုန်းကန်ခဲ့ရပါတယ်။သူမဟာအတော်လေးစူးစမ်းအထောက်ပြီးမှထိုမျိုးသားရဲ့အိမ်ရှိကိုရောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူမသူ့ကိုမရင်ဆိုင်ရသေးခင်မှာပဲအမျိုးသားကရေစလုံးနဲ့သူမအပေါ်ကိုရေတွေပက်လိုက်မိပါတယ်။မင်းသမီးလေးကဒေါသကြီးအော်ဟစ်လိုက်ပါတယ်။အဲ့ဒီတော့မှအမျိုးသားဟာထူးဆန်းတဲ့မိန်းကလေးတစ်ယောက်သူ့အိမ်ထဲကိုရောက်နေတာကိုသတိထားမိသွားပါတယ်။သူကရေပက်မိတဲ့အတွက်တောင်းပန်စကားပြောရင်းတာဝါတစ်ခုကိုအမြန်သွားယူပေးပါတယ်။အဲ့ဒီအချိန်မှာမင်းသမီးလေးဟာအမျိုးသားကသူမထင်ထားသလောက်မဆိုးဘူးဆိုတာကိုသတိပြုမိသွားပါတယ်။သူဟာပင်လယ်ကမ်းခြေကိုခဏခဏလာပြီးသူမနဲ့တခြားငါးလေးတွေကိုအစာကျွေးလေးရှိတာကိုရုတ်တရက်ဆိုသလိုအပြင်ဘက်ကနေလူမိုက်တစုရဲ့ဆူညံတန်တွေထွက်ပေါ်လာပါတယ်။အဲ့ဒီလူမိုက်ကိုင်းဟာအိမ်ကိုမီးရှို့ပစ်မယ်လို့တောင်ချိန်ချောက်လာကြပါတယ်။မင်းသမီးလေးဟာသူတို့ကိုကောင်းကောင်းကြီးပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမတယောက်တည်းရှိနေတာကိုမြင်တော့လူမိုက်တွေကသူမကိုအားနေပြီးအနိုင်ကျင့်ရလွယ်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့မင်းသမီးလေးဟာလျင်မြန်တဲ့အတတ်ပညာတွေနဲ့လူမိုက်အားလုံးကိုတယောက်ပြီးတယောက်ကျမ်းပြင်ပေါ်လဲကျသွားအောင်တိုက်ခိုက်လိုက်ပါတယ်။အမျိုးသားဟာဒီမြင်ကွင်းတစ်ခုလုံးကိုကိုယ်တိုင်မြင်လိုက်ရပြီးအကြီးအကျယ်ထိတ်လန့်သွားပါတယ်။သူဟာမင်းသမီးလေးရှိမှချက်ချင်းတူးထောက်လိုက်ပြီးသူ့ကိုတပည့်ဖြစ်လက်ခံပေးဖို့အတင်းအဓမ္မတောင်းပန်ပါတော့တယ်မင်းသမီးလေးပြန်မဖြေရသေးခင်မှာပဲအပြင်ဘက်ကနေပိုပြီးကြီးမားတဲ့ဆူညံတန်တစ်ခုရုတ်တရက်ထွက်ပေါ်လာပြီးဘာတွေဆက်ဖြစ်သွားမလဲသိချင်ရင်ဖော်လို့ထားပါဗျ။